ငါပြန်မွေးဖွားလာခဲ့ပြီးအတိတ်ဘဝကနာကျင်စရာကောင်းတဲ့တည်ဆုံးခြင်းတရားကိုကြော်ဖြတ်ပြီးငါရဲ့အရင်ဘဝကိုတကြော့ပြန်ရောက်ရှိလာခဲ့တာငါရဲ့ရင်ဘတ်ထဲမှာခုန်လုံနေတဲ့နှလုံးသားကအမုန်းတရားတွေနဲ့နာကျင်မှုတွေကြောင့်ပူလောင်နေတော့မယ်အခုငါရှိမှမြင်နေရတာကတော့ငါရဲ့အဖိုးတန်တဲ့မော်လင်းတားရဲပဲဒီတားရဲကကီလင်သွေးပါတဲ့ရှားပါလုံးနဲ့မြေကပါအဆင့် Airstrike နှစ်ကျယ်ပွင့်တားရဲတကောင်ပေါ့ဒါပေမဲ့ငါရဲ့တွေးသားရင်းချမိဘတွေကတော့ဒီတားရဲကိုငါရဲ့အတုံးမကျတဲ့ညီဖြစ်သူလင်းဟောင်စီအတမလွှဲပေးဖို့ငါကိုဖိအားပေးနေကြတယ်ငါအသစ်ဆက်နိုးထလာတဲ့ဒီတားရဲကတော့ငါကိုတစ္ဆာဖောက်ပြီးလင်းဟောင်စီကိုကတ်သွားခဲ့တာသူတို့အားလုံးကသူတို့မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်ခဲ့တယ်လို့ထင်နေကြတာပေါ့ဒါပေမဲ့သူတို့မသိတာတခုကငါစီမှာဖျားသခင်အဆင့်တားရဲလေးကျင့်သူစနစ်တစ်ခုရှိနေတယ်ဆိုတာပဲဒီစနစ်ကတစ်ဆင့်ငါဟာဖျားသခင်တစ်ပါးဖြစ်လာမဲ့တခုလေးသောလမ်းစဉ်ကိုမြင်တွေ့နိုင်ခဲ့ပြီဒီဘဝမှာတော့သူတို့အားလုံးရဲ့မိုင်မဲမှုနဲ့လောဘတွေအတွက်တွေးစွန်းတဲ့တန်ဖိုးကိုငါပြန်ပေးဆက်စေရမယ်ရှောင်းမိုးမင်းတကယ်ပဲမြေကပါအဆင့်သားရဲတကောင်ကိုနိုးထစေခဲ့တာလားဒါကကီလင်သွေးပါတဲ့မော်လင်းသားရဲပဲမြင်မင်းကြီးရှောင်းဟောင်းနဲ့လဲလိုက်ဆန်းမင်းကြီးရဲ့အနာဂတ်ကမင်းအပေါ်မှာပဲမူတည်နေတာနည်းနည်းလောက်အလိုက်တိဆန်းပါဒီသားရဲကိုမင်းကြီးကိုပေးလိုက်ဆန်းပါလို့ငါအမေကအေးဆက်ဆက်စကလုံးတွေနဲ့ပြောလာတယ်ငါညီလင်းဟောင်းကတော့အရှက်မရှိတဲ့မျက်နှာပေးနဲ့အကိုဘာကိုစောင့်နေတာလဲကျွန်တော်အကိုကိုအသာစီးရယူနေတာမဟုတ်ပါဘူးရော့ဒီကြောက်အရေးခွန်ဝက်ကိုယူလိုက်လို့ပြောပြီးတာမန်သားရဲတကောင်နဲ့ငါရဲ့ရှားပါသားရဲကိုလဲဖို့ကန့်လန့်လာတယ်ဒါကတားရဲလေးကျင့်သူတွေကြီးစိုးတဲ့ကဘာလူတိုင်းဟာအသက်18နှစ်ပြည့်တာနဲ့ကိုပိုင်သားရဲတွေကိုနိုးထစေကြရတာအတိတ်ဘဝမှာတော့ငါဟာစိတ်ပြောခဲ့လို့ဒီမော်လင်းသားရဲကိုငါညီစီပေးခဲ့မိတယ်အဲ့ဒီရဲ့ရလက်ကတော့ငါညီနဲ့တားရဲကြားကပေါင်းစည်းမှုကိုမြင့်တင်ဖို့အတွက်ငါရဲ့တက်ဆောင်အားအင်တွေကိုသူတို့အကုန်စုပ်ယူပြီးငါ့ကိုအရှင်လက်လက်ရစ်ပူဇော်ခဲ့ကြတာပဲအခုမင်းတို့ကဝက်တကောင်နဲ့ငါရဲ့ကီလင်သားရဲကိုလဲမယ်လို့ပြောနေတာလားလို့ငါပြန်မေးလိုက်တော့ငါအဖေကဒေါသတကြီးနဲ့ဒါမင်းရဲ့ညီရင်းလေမင်းကလူကြီးဖြစ်ပြီးအကိုတယောက်လိုလုံးဝမပြုတ်မှုဘူးဒါဆိုမင်းကရစ်ပူဇော်ခံရဖို့ထိုက်တန်လို့လားဘသူကငါတို့မိဘတွေကိုအော်ဟစ်ခွင့်ပေးထားလို့လဲတဲ့သူတို့ကငါ့ကိုအကြက်ကင်နေကြတော့မဲငါမင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်ပေးမှလားမပေးဘူးလားလို့လင်းဟောင်ကငါ့ကိုစင်ခေါ်လာတယ်အဲ့ဒီအချိန်မှာပဲငါရဲ့စနစ်ကအသက်ဝင်လာပြီးတာရဲပေါင်းများစွာရဲ့အနာဂတ်စင်ကဲပြောင်းလဲမှုလမ်းစဉ်တွေကိုမြင်တွေ့နိုင်စွမ်းပေးလာခဲ့တယ်မြေကပါအဆင့်မော်လင်းသားရဲကိုမွေးမြူဖို့ကငွေမြောက်များအကုန်ကြမှာမင်းကိုယ်တိုင်တော့မကျွေးနိုင်ပဲနဲ့ဒီရင်းမြစ်တွေကိုအလားဟတမဖြုံးတီးစမ်းပါနဲ့လို့ငါအဖေကဆက်ပြောနေတော့မှငါရဲ့တစ္ဆာဖောက်သားရဲကလင်းဟောင်စီမှာတက်ပြီးမြူနေတာကိုမြင်တော့ငါစိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်တစ္ဆာမရှိတဲ့ခွေးတကောင်လိုတာရဲမျိုးကိုငါအတုံးမလို့တော့ဘူးလင်းဟောင်စီဒီတာရဲကိုပေးဖို့ကမဖြစ်နိုင်တာတော့မဟုတ်ပါဘူးဒါပေမဲ့တန်ဖိုးကတိမ်ပေါင်း3000ဖြစ်ရမယ်ပြီးတော့ဒီနေ့ကစပြီးငါလင်းမိသားစုကနေထွက်သွားမယ်မင်းတို့နဲ့ပတ်သက်သမျှအစအနအားလုံးကိုအကုန်ဖြတ်တောက်မယ်လို့ငါပြောလိုက်တယ်ဒါကိုကြားတော့ငါအမေကလင်းမို့မင်းကတကယ်ကိုအသေးနှလုံးမရှိတဲ့ကောင်ပဲမင်းကပုံကန်ကျင်တာလားလို့အော်ဟစ်တော့တယ်ငါကတော့အရှုံးမပေးပဲတိမ်ပေါင်း8000တပြားလေးလိုရင်တောင်ငါဒီသားရဲစာချုပ်ကိုအခုချက်ချင်းဖျက်ဆီးပစ်မယ်အဆိုးဆုံးကတော့ငါဘဝမှာသားရဲမရှိတော့တာပဲပေါ့ဒါပေမဲ့မင်းတို့လည်းရဖို့မမျှော်လင့်နဲ့တော့လို့တုတ်ပြန်လိုက်တယ်လင်းဟောင်ကကြောက်လန့်တကြားနေပြီအမေသူ့ကိုပေးလိုက်ပါ15တန်းဆိုလဲပေးလိုက်ပါကျွန်တော်ဒီမော်လင်းသားရဲကိုလိုချင်တယ်လို့အော်ပြောတော့မှငါဘဏ်အကောင့်ထဲကိုငွေတွေရောက်လာခဲ့တယ်ငါအဲ့ဒီအိမ်ကနေထွက်လာခဲ့ပြီငါကိုတစ္ဆာဖောက်တဲ့အဲ့ဒီသားရဲကိုတနေ့ကျရင်ငါကိုယ်တိုင်ဟင်းချိုဦးတဲ့ထက်ချက်ပြစ်မယ်လို့ကျင်းဝါရင်းနဲ့ပေါ့ငါလမ်းဘေးကတားရဲဥရောင်းတဲ့ဈေးကွက်ထဲကိုရောက်လာခဲ့တယ်။အဲ့ဒီမှာလူတွေကအဆင့်မြင့်တားရဲဥတွေကိုဈေးကြီးပေးဝယ်နေကြတာငါကတော့စနစ်ရဲ့အကူအညီနဲ့အမိုက်ပုံတွေကရတနာကိုရှာနေတာပေါ့။အဲ့ဒီအချိန်မှာအဖိုးကြီးတယောက်ရဲ့ချင်းတောင်းတွေကအနက်ရောင်တေးလူမျိုးပါဥတလုံးကိုမြင်လိုက်ရတယ်စနစ်ရဲ့ခွဲချမ်းစိတ်ဖြာမှုအရာဒါဟာဒန်နာရီလာဖီနစ်နီရဲ့ဥဖြစ်နေပြီးရွှန်စင်တတာမျိုးစားတားရဲတကောင်နဲ့ပေါင်းဆက်လိုက်ရင်100ခိုင်နှုန်းသောအခွင့်အရေးနဲ့နက်ဖျားမီရှန်ကိုပြန်လည်နိုးထစေနိုင်မှာဖြစ်နေတယ်။ငါအဲ့ဒီချင်းတောင်းတစ်ခုလုံးကိုငွေ1000နဲ့ဝယ်လိုက်တယ်ဘေးကလူတွေကတော့ငါ့ကိုအလကားအမိုက်ဥတွေဝယ်တဲ့လူတယောက်လိုဝိုင်းရနေကြတာပေါ့ဒါပေမဲ့သူတို့မသိတာကဒါဟာငါရဲ့ဖျားသခင်လမ်းစဉ်အတွက်ပထမဆုံးခြေလှမ်းပဲဆိုတာပါပဲငါအမြန်ဆုံးအိမ်ပြန်ဖို့တက္ကစီတစ်စီးငှားလိုက်တယ်10မိနစ်အတွင်းရောက်အောင်မောင်းပေးရင်ပတ်စံအပိုပေးမယ်လို့ပြောလိုက်တော့တက္ကစီဆရာကမြေပြင်ပေါ်ကဒုံးပြန်လို့နာမည်ကြီးတဲ့သူ့ရဲ့ကားမောင်းစွမ်းရည်ကိုထုတ်ပြပြီးငါ့ကိုအချိန်မီပို့ပေးခဲ့တယ်အိမ်ရောက်တော့ငါပေါင်းဆက်မှုကိုစတင်လိုက်တယ်မင်းဟာအစွန့်ပစ်ခံရပြီးအမိုက်လိုသဘောထားခံရတဲ့ခံစားချက်ကိုငါအတိဆုံးပါငါရဲ့အရင်ဘဝကလည်းဒီလိုပါပဲဒီဘဝမှာတော့ငါမင်းကိုပြပုံထဲကနေတကြော့ပြန်ရှင်းတန်လာစေရမယ်လို့ပြောပြီးစနစ်နဲ့ပေါင်းဆက်လိုက်တဲ့အခါတစ်မျိုးလုံးတုံးလို့သွားစေမယ်စွမ်းအင်လိုင်းတွေထွက်ပေါ်လာခဲ့တယ်မြို့တော်ဝန်သမီးဖြစ်သူစုချင်းရွှေစုခင်းငကြီးတောင်းဒီစွမ်းအင်ကိုတတိထားမိသွားပြီးကောင်းကင်အဆင့်တားရဲတကောင်ဆင်းသက်လာလားဆိုပြီးစုံစမ်းဖို့အမိတ်ပေးခဲ့ရတဲ့100ခိုင်နှုန်းသောအခွင့်အရေးကိုငါအနိုင်ရခဲ့ပြီးဖိနစ်နီလေးဟာအောင်မြင်စွာနိုးထလာခဲ့ပြီးရှောင်းကြီးလို့ငါနာမည်ပေးလိုက်တဲ့3လအကြာမှာတော့လင်းကျိုးမျိုးရဲ့တားရဲလေးချင်းသူလူတစ်ပြန်ပွဲစတင်ခဲ့တယ်အဲ့ဒီမှာငါညီလင်းဟောင်ကငါစီကလူယူထားတဲ့မော်လင်းသားရဲနဲ့ချန်ပီယံဖြစ်ဖို့ယုံကြည်ချက်အပြည့်နဲ့ရောက်နေတာပေါ့ငါပြန်ပွဲဝင်ဖို့မှတ်ပုံတင်တဲ့အခါလူတွေကငါပခုံးပေါ်ကငှက်ဆုပ်လေးကိုကြည့်ပြီးဝိုင်းရကြတယ်ဒီလိုအလှပြငှက်လေးနဲ့ပြန်ပွဲဝင်မလို့လားတထေးသမီးတွေရဲ့အာယုံဆိုင်မှုကိုခံကျင်လို့လားဆိုပြီးလောင်ပြောင်ကြတယ်ဒါပေမဲ့ပွဲစားတာနဲ့ငါရဲ့ရှောင်းကြီးကဘာတိုက်ခိုက်မှုမှမလုပ်ဘဲအော်တန်တစ်ချက်တည်းနဲ့ပြန်ပဲရဲ့မြေကပါအဆင့်ဝဝင်ကြီးကိုကြောက်လန့်တကြားထွက်ပြေးသွားစေခဲ့တယ်ဒါဟာသွေးသားအဆင့်တန်းနှိမ်နှင်းမှုပဲပြန်ပွဲတစ်လျှောက်လုံးငါဟာဘာမှတော့မလုပ်လိုက်ရပဲဘိုးလူပွဲကိုတက်လန်းနိုင်ခဲ့တယ်ဘိုးလူပွဲမှာတော့ငါနဲ့လင်းဟောင်ထိတ်တိုက်တွေ့ကြပြီလင်းဟောင်ကမင်းလိုအမိုက်ကငါ့ကိုအနိုင်ရမယ်လို့ထင်နေတာလားဒီသားရဲကတကယ်ပါရမီရှင်မနဲ့ပဲထိုက်တန်တာလို့ပြောပြီးငါ့ကိုလောင်းကြီးထပ်ဖို့စိန်ခေါ်လာတဲ့ငါရှုံးရင်ငါငှက်ကိုပေးရမယ်သူရှုံးရင်ငါစီကလူယူထားတဲ့မော်လင်းသားရဲကိုပြန်ပေးရမယ်တဲ့ပွဲစားတာနဲ့လင်းဟောင်ကမော်လင်းသားရဲကိုတွေးရပူဇော်ခြင်းဆိုတဲ့တားမြစ်ထားတဲ့နီလန်းကိုတုံပြီးသားရဲရဲ့အတက်တက်ကိုလောင်မြိုက်စီကအတင်းအဓမ္မတိုက်ခိုက်ခိုင်းတော့တယ်
တားရဲဟာနာကျင်မှုကြောင့်ယူသွတ်သွားပြီးငါ့ကိုတတ်ဖို့ကြိုးစားလာတယ်ငါရဲ့ရှောင်ရီကတော့အေးအေးဆေးဆေးပဲနက်ဖျားမိရှန်နဲ့အဲ့ဒီတားရဲကိုချက်ချင်းနှိမ်နှင်းလိုက်ပြီးလင်းဟောင်နဲ့တားရဲကြားကစာချုပ်ကိုအတင်းအဓမ္မဖျက်ဆီးပစ်လိုက်တယ်လင်းဟောင်ရှုံးနေသွားတဲ့အခါငါမိဘတွေကစင်ပေါ်တက်လာပြီးလင်းမူမင်းကတကယ်ကိုကျေးဇူးကမ်းတဲ့ကောင်ပဲမင်းကြီးရဲ့တားရဲကိုဖျက်ဆီးပစ်တာကငါတို့မိသားစုရဲ့မျှော်လင့်ချက်ကိုဖျက်ဆီးတာပဲအဲ့ဒီငှက်ကိုမင်းကြီးကိုရော်ကြီးအဖြစ်အခုချက်ချင်းပေးလိုက်စမ်းလို့အရှက်မရှိတောင်းဆိုလာကြတယ်အဲ့ဒီအချိန်မှာမြို့တော်ဝန်သမီးစုချင်းရွှေရောက်လာပြီးမြို့တော်ဝန်နေမြေထဲမှာဘယ်တော့ကလင်းမိသားစုကစီးမြင့်တွေထုတ်ခွင့်ရသွားတာလဲကောင်းကင်အစင်တားရဲတကောင်ကိုမင်းတို့ကမတ်မောရဲတယ်ပေါ်လေလို့ပြောလိုက်တော့လူအားလုံးမှင်းတက်သွားကြတယ်ငါမိဘတွေကတော့ကောင်းကင်အစင်ဟုတ်လားဒါမဖြစ်နိုင်ဘူးသူကအမိုက်ပဲလေးလို့ညှင်းဆိုနေကြတော့မယ်ဒါပေမဲ့စုချင်းရွှေကငါ့ကိုချန်ပီယံဆုအဖြစ်မြေကဘာမီရှန်ဂျာဘန်ကိုပေးအပ်ပြီးမြို့တော်ဝန်တွေကိုဖိတ်ကြားခဲ့တယ်ပြီးတော့လင်းဟောင်ကတားမြင့်နီလန်တုံးခဲ့တဲ့အတွက်စာချုပ်ဟင်းလင်းပြင်ကိုဖျက်ဆီးပြီးတသက်တကြွအချင်းချဖို့အမိန့်ထုတ်လိုက်တယ်လို့ငါမိဘတွေကိုလည်းမြို့ကနေအပီးပိုင်နှင်းထုတ်လိုက်တယ်ငါအဖေလည်းရှောင်မိုးငါသားဒါငါတို့မားသွားတာပါငါတို့ကမိသားစုတွေလေးလို့ပြန်တောင်းပန်ပေးမယ်ငါကတော့မင်းတို့ကမမားပါဘူးမင်းတို့ကတေတော့မှမို့လို့ကြောက်နေကြတာပဲလို့အေးဆက်ဆက်ပြန်ပြောပြီးလှည့်ထွက်လာခဲ့တယ်မြို့တော်ဝင်အိမ်တော်မှာတော့မြို့တော်ဝင်ကလာမဲ့ငါးမျိုးနယ်ပြန်ပွဲမှာလင်းကျုံမျိုးကိုကိုစားပြုပြီးရှင်ပြိုင်ပေးဖို့ငါ့ကိုတောင်းဆိုလာတယ်ငါနိုင်ရင်မြို့တော်ဝင်ရဲ့ဘန်နာတိုက်ထဲကကြိုက်တဲ့ပစ္စည်းယူနိုင်မယ်တဲ့ငါရဲ့ရှောင်းရီအဆင့်တက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုငါရှာဖွေခဲ့တယ်မြို့တော်ဝင်ကငါ့ကိုအန်ရရှိတဲ့ပြိုင်ပွဲတစ်ယောက်အကြောင်းတတိပေးလာတယ်အဲ့ဒါကတော့အရာအလုံးကိုဝါမျိုးနိုင်တဲ့စွာရှိတဲ့ရှောင်းဖန်ပဲငါကတော့ဂယုမဆိုင်ပါဘူးစုချင်းရွှေရဲ့တီးတန့်လေးကျင်ရေးခန်းထဲမှာငါနဲ့ရှောင်းရီနှစ်ယောက်တည်းရှိနေချိန်မှာရှောင်းရီကလူသားမင်းကလေးပုံစံအဖြစ်အောင်မြင်စွာဆင်ကဲပြောင်းလဲနိုင်ခဲ့တယ်လှပလုံးနဲ့ရှောင်းရီကငါ့ကိုဖက်ပြီးတခင်ကျမတခင်ကိုဖတ်နိုင်ပြီလို့ပြောတဲ့အခါငါစိတ်ထဲမှာနှွေးထွေးမှုကိုခံစားလိုက်ရတယ်နောက်ဆုံးမှာတော့ငါတို့ grandson လှုပ်ဝက်နေမြေထဲကိုလေ့ကျင့်ဖို့သွားကြရတယ်အဲ့ဒီမှာငါကစုချင်းရွှေရဲ့တငယ်ချင်းလူရန်နဲ့တွေ့ခဲ့တယ်လူရန်ကငါ့ကိုမိမ့်မနှောက်လိုက်ပြီးအချောင်လိုက်ချင်တဲ့ကောင်လို့ထင်ပြီးလောင်ပြောင်ခဲ့တယ်ငါတို့နှစ်ယောက်လောင်းကြီးထက်ခဲ့ကြတယ်လှုပ်ဝက်နေမြေထဲမှာဘသူကစစ်မှုထမ်းကောင်းမှုပိုရမလဲဆိုတာပဲငါနိုင်ရင်သူကငါရဲ့ကိုယ်ပိုင်စေကံဖြစ်ရမယ်သူနိုင်ရင်ငါကသူ့ခြေထောက်ကိုနေတိုင်းစေးပေးရမယ်တဲ့ငါကတော့ပြုံးပြီးအဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်တယ်ငါတို့အားလုံးလှုပ်ဝက်နေမြေထဲကိုတယ်လီပိုးနဲ့ရောက်ရှိသွားကြပြီးငါရဲ့စစ်မှန်တဲ့စွမ်းအားကိုထုတ်ပြဖို့အချိန်ရောက်လာခဲ့ပြီအတိတ်ဘဝကငါ့ကိုနှိပ်စက်ခဲ့သူတွေနဲ့ငါရှိမှပိတ်ဆို့နေတဲ့ရန်သူအားလုံးကိုငါတယောက်ချင်းစီချေမှုန်းပစ်တော်မယ်